တခါတော့တော့တက်လာတဲ့ရိုးအားလူငယ်လေးတယောက်ရှိတယ်ဗျနာမည်ကမောင်တန်းကျွဲတဲ့ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝလို့တန်းကျွဲလို့ခေါ်တာမဟုတ်ဘူးဗျစပင်ပုတ်တိုက်တွေမှာတန်းနေများလို့တန်းကျွဲလို့ခေါ်ကြထင်ပါရဲ့ဗျအဲ့တန်းကျွဲကရွာမှာဆဲရအောင်ပြီးမြို့မှာအဝေးတင်တက်ကလေးတက်ရင်အလုပ်လေးပါလေးလုပ်တယ်ပေါ့ဗျာကန်လေးများကောင်းကျင်တော့ကုမ္ပဏီတစ်ခုမှလုပ်ရတယ်ဗျအသက်ကလည်း20ကျော်လူပုံကလည်းရိုးပုံရိုးလက်ဘာခိုင်းခိုင်းမငီးမညူဖင်ပေါ့ပေါ့လှုပ်တတ်တဲ့တန်းကျွဲကိုရုံးရလူတွေကသဘောကျကြတယ်ဗျတန်းကျွဲရေဘူးလေးမပေးပါအောင်တန်းကျွဲဒီစာရွက်လေးဟိုကိုပို့ပေးပါအောင်တန်းကျွဲဒီရုံးကိုဒီပါဆယ်တုပ်လေးပို့ပေးပါအောင်တန်းကျွဲငါ့အတွက်ကော်ဖီမစ်လေးဖြော်ပေးပါအောင်စသဖြင့်အမျိုးမျိုးအထွေထွေတော့အောက်ရှည်အလုပ်တွေကိုရုံးနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်အကုန်လုပ်ပေးနေရတာပေါ့ဗျာဒီလိုနဲ့2လကျော်3လလောက်ရောက်လာတော့တန်းကျွဲမန်နေဂျာကိုတိုးတိုးတက်တက်မေးကြည့်တယ်ဗျဂျာကြီးကျုပ်ဗျာတယုံလုံးကအောက်ရှည်သိန်းလုပ်တွေလုပ်နေရတယ်ကျုပ်လည်းရုံးဝင်ထဲမှာပဲတခြားသူတွေလိုကြော့ကြော့လေးရုံးတယ်လို့မရဘူးလားဗျာတော်သားလူရိုးလေးတန်းကျွဲမဝင့်မရဲမေးလိုက်တယ်ဗျအဲ့တော့မန်နေဂျာလည်းဒီမှာတန်းကျွဲမင်းကဒီမှာငယ်ဆုံးမင်းကဒီမှာလုပ်တဲ့နှုတ်ဆုံးငါတို့လောက်က family တိုက်ဆိုတော့မင်းမအလုပ်ကိုဘလောက်တန်ဖိုးထားပြီးဘလို့ရည်ရှင်းတွေနဲ့ဆိုတာကိုတက်တည်ပြဖို့အခွင့်အရေးရတယ်လို့မှတ်ထားပြီးပါကွာနောက်ဆိုမင်းကိုလာကတွေတိုးလာပေးအောင်ပါကွာတိုးလာမယ်ပြောပြီးမယ်တန်းကျွဲလုပ်တဲ့9လအတွက်တပြားမှတိုးမလာခဲ့ပါဘူးဗျာတိုးလာခဲ့တာတော့လုပ်တွေပါပဲအခုဆိုတန်းကျွဲအောက်ရှိတိုင်းလုပ်တွေအပြင်စရေးစချီလုပ်တွေပါလုပ်နေရပြန်ပြီဘလောက်အလုပ်ရှုပ်လဲဆိုရင်တခါတလေနေလေစားတော့မစားတဲ့ရက်တွေရှိတယ်ဗျဒါပေမဲ့ကြမ်းကြမ်းရမ်းနေလာတဲ့တောသားပဲဗျာဒါမျိုးတော့ကတော့စောင်းဖွဲ့ပါဘူးအပြင်မှာလည်းလုတ်ကင်တွေကရှားပါတယ်လေဗျာသူ့လိုကြောင်းတက်နေစေကြောင်းသားတူအနေနဲ့အခြားမှာလုံရဖို့ဆိုတာဘယ်လွယ်လိမ့်မလို့ဗျာဒီလိုနဲ့တနေ့ကျတော့ရုံးမှာဝန်ထမ်းတစ်ရောက်လာတယ်ဗျာတန်းကျွေကတော့ငါတော့ဝစ်ကျုပ်ပြီးဟေးလို့တွေးလိုက်တယ်ဒါပေမဲ့သူ့သွေးတွေကကြာမခံပါဘူးဗျာမိုးကြရွှေကိုဝန်ထမ်းတစ်ကတထည့်ရဲ့အဆက်တွေနဲ့ဝင်လာတာကြောင့်မလို့သူကတော့ပြန်ပြီးကြောက်နေရတယ်ဗျာတပည့်မတိုးလာပဲဆရာတိုးလာတဲ့တန်းကျွေဖြစ်ကစုပ်လဲစုစားလဲယူပါပဲဗျာဒီလိုနဲ့တနေ့မှာရုံးရဆရာတယောက်ကခိုင်းလို့ကော်ဖီဖြော်ဖို့ယူနီယိုတည်ထားတဲ့အချိန်မှာတခြားဆရာတယောက်ကထက်ခိုင်းပြီးတော့နောက်တယောက်ကထက်ခိုင်းတဲ့ယူနီယိုတည်ထားတာမေ့ပြီးညှက်စစ်ချော့ပြပြီးမိထလောင်ပါလေရောဗျာမိလောင်တာအရန်ဆုံးချုံမဖြစ်ပြီးမိတန်နဲ့ညှိနှိုင်းရတဲ့ကိစ္စတွေဖြစ်လာရောဗျာအေကန်ကြည့်တော့မောင်တန်းကျွဲတကယ်ဖြစ်လာတဲ့ကိစ္စတွေမှာတန်းကျွဲဘက်မှာကော်ဖီဖြော်ခိုင်းတဲ့ရုံးစီရှိမနေခဲ့ပါဘူးရုံးစာတွေတကြောက်ကြောက်မြည်အောင်ရိုက်ခိုင်းတဲ့ရုံးစီမမလည်းရှိမနေခဲ့ပါဘူးလက်သိပ်တို့နှလုံးသုံးလုံးသွားထုတ်ခိုင်းတဲ့စရေးဦးကြီးကလည်းနှုတ်ဆက်နေခဲ့ပါလေဗျာမနက်စာအမြဲစားမလာလို့မုံတမျိုးမျိုးအမြဲသွားဝယ်ခိုင်းတဲ့ငွေကိုင်အန်တီကြီးလည်းမရှိနေခဲ့ပါဘူးဗျာအဆိုးဆုံးကတော့ family တိုက်အော်ပြီးလက်စာတိုးပြီးမှပြောတဲ့ဂျာကြီးလည်းရှိမနေခဲ့ဘူးဗျမကြပါဘူးမောင်တန်းကျွဲအလုံးလက်မဲ့ဖြစ်သွားပါတယ်ဗျာ